ရဲ့YouTube channel လေးတွေကိုကြည့်ရှုအားပေးနေသောမိတ်ဆွေအားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပါစေဗျာမြန်မာပြည်သူပြည်သားအားလုံးနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးလည်းကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းနဲ့တောင်းပေးလိုက်ပါတယ်ဗျာကျွန်တော်ကခုဖြစ်ပျက်ကလေးတစ်ခုကိုကျွန်တော်ပြောပြချင်တာပါကျွန်တော်အားရဖြစ်ပျက်ကတော့ကိုလိုက်မမီတော့ယာကိုမမြင်နိုင်စွမ်းမရှိတော့အရာတွေကိုဥက္ခဝေဖန်နေတာမကောင်းပါဘူးအဲ့ဒါလေးပါကျွန်တော်တို့ကိုယုံကြည်ရင်ကိုလုပ်ပေါ့ကိုမယုံကြည်ရင်မလုပ်နဲ့ပေါ့ဗျာဒါကတော့ဟုတ်တယ်မလားသူများရဲ့ယုံကြည်မှုကိုလိုက်ပြီးတော့ပုတ်ခတ်နေတာမျိုးပြောဆိုနေတာတွေတော့မကောင်းဘူးပေါ့အဲ့တော့ကျွန်တော်ဖြစ်ပျက်ကလေးပါဒါကကျွန်တော်ရဲ့ဘဝဖြစ်စဉ်ကျွန်တော်ကိုယ်တိုင်လက်တွေ့ကြုံခဲ့တဲ့ဟာဒါသစ္စာဆိုပြီးတော့လည်းပြောရဲတယ်ဒီမှန်သောသစ္စာစကားကိုပြောခြင်းကြောင့်ကျွန်တော်ဟာကျမ်းမာချမ်းသာပြီးတော့ကျွန်တော်ရဲ့လိုရည်ဆန္ဒတွေတလုံးဝပြည့်စုံပါလေကျွန်တော်မှားတာတွေပြောကျွန်တော်ရဲ့အခုဖြစ်ပျက်လေးဟာမှားခဲ့တယ်ဆိုရင်အမှားတွေကိုလောက်ကြံပြောတယ်ထင်ဆိုရင်ကျွန်တော်ဟာမင်းရနေမတက်ပါသေးတယ်လို့ဆူတောင်းပါတယ်။ဘာလဲဆိုတော့ကျွန်တော်ဟာရန်ကုန်မြို့အိမ်နံပါတ်81သမင်ပယန်းလန်အိမ်နံပါတ်81ငုသစ္စာပရိဘောဂဆိုင်မှာကျွန်တော်အလုံးလုံးနေတဲ့ချိန်ကကျွန်တော်အလုံးသမားပေါ့နော်အဲ့တော့အလုံးလုံးနေတဲ့ချိန်ကကျွန်တော်ရဲ့အလုပ်ရှင်ကတစ်ဆိုင်ခွေမှာတစ်ဆိုင်ခွေရဲ့စီပင်ရက်ွက်လို့ပြောရမလားစီပင်နေမီလို့ပြောရမလားပြောတာပေါ့ဗျာအဲ့ဒီထဲမှာရွှေရင်းမှာ2လမ်းအဲ့မှာတော့ပေလေးတယ်ပေ60ကြီးကိုကျွန်တော်အလုပ်ရှင်ကဝင်ပြီးတော့စောက်ထားတယ်အဲ့မှာကျွန်တော်စောင့်ရတာပေါ့စောင့်ပြီးတော့ကျွန်တော်အဲ့ဒီကနေအဲ့တာမွေလောက်ရောအဲ့ဒါငုသစ္စာပရိဘောဂအိမ်နံပါတ်81အဲ့သမင်ပယန်းလန်းကိုကျွန်တော်ကနေ့တူဘာစကားတို့စီးပြီးတော့လာရတာအဲ့တော့ကျွန်တော်အဲ့လိုမျိုးနေ့တူအဲ့လိုလာခဲ့တယ်ဆိုတော့အဲ့လိုလာရင်လည်းကျွန်တော်လည်းကိုသတိမထားမိပါဘူးဒါကနောက်ကြတော်တော်လေးနှစ်ထန်းနေတော်တော်ကြာတဲ့အခါကျတော့ကျွန်တော်တို့နှစ်ပေါင်းကတော့တော်တော်လေးကြာပါတယ်ကျွန်တော်အဲ့ဒီဆိုင်မှာကို15နှစ်20လောက်ရှိနေခဲ့တာအဲ့တော့အဲ့မှာကျွန်တော်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်6လောက်မှာမြန်မာတမယာသီးပေါ့ဗျာအဲ့လိုတမယာသီးအစ်အလုံးခတ်ချောလောက်ကျွန်တော်ဘယ်6လောက်မှာဘူးလေးပေါ်လာတာပေါ့အလုံးကြီးပေါ်လာတာပေါ့အဲ့ဒီအလုံးကြီးကိုကျွန်တော်ကဗမာဆေးနဲ့ကူပါတယ်ဗမာဆရာဆိုပေမဲ့လည်းတာမင်ညောင်ညတော့မဟုတ်ပါဘူးအဲ့ခုဂျိုးပြူဆရာတော်ကြီးကိုကုသပေးနေတဲ့ဆရာပါပဲအဲ့ဆရာရဲ့ဆေးတွေကိုကျွန်တော်လိမ့်နေပေါ့နော်မပြောက်ဘူးအင်္ဂလိပ်ဆေးတွေတောက်တယ်မပြောက်ဘူးအင်္ဂလိပ်ဆေးတွေတောက်တယ်ကျွန်တော်မပြောက်ဘူးအဲ့တော့ကျွန်တော်သူများလုံသမားတရားဟာအင်္ဂလိပ်ဆရာကိုတွားပြတယ်ဒီဆရာတွေဒေါက်တာတွေကိုတွားပြဒေါက်တာကိုတွားပြတော့ဒါခွဲရမှာပေါ့ခွဲရမှာဆိုတော့ကျွန်တော်မခွဲချင်ဘူးဗျခွဲရမှာကြောက်တယ်ကျွန်တော်ကဆေးထိုးတာတောင်ကြောက်တယ်လို့အဲ့တော့မခွဲချင်ဘူးဆိုတော့ကျွန်တော်တို့ကဒါပေမဲ့မဖြစ်မနေဆိုရင်တော့ကျွန်တော်ခွဲရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်မှငွေလည်းမရှိဘူးကျွန်တော်ဒါသူများစီမှာလောက်ခါစားလုပ်နေတဲ့လူတရားဘယ်လိုလုပ်ငွေရှိနေမှာငွေမရှိဘူးပေါ့အဲ့တော့ကျွန်တော်ကစဉ်းစားတယ်ပေါ့ငါမှငွေအင်အားလည်းမရှိဘူးမြန်မာဟန်နဲ့ကုတာလည်းဆေးလိမ့်တာလည်းမပြောက်ဘူးဒီ6တော့ကျွန်တော်တို့ကဘယ်လောက်ထိကျွန်တော်ကအခြေအနေဆိုးလာလဲဆိုရင်ကျွန်တော်ဒီဘယ်ဘက်6တော့ကကျွန်တော်ရက်လို့မရတော့ဘူးအဲ့ဘူးလုံးတော့ရက်လို့မရတော့အဲ့ဒါကျွန်တော်တို့ခြေမျက်စိရဲ့အထက်ပေါ့ခြေမျက်စိရဲ့အထက်မှာအတွင်းသားဘက်မှာကျွန်တော်ဘူးလုံးကြီးဖြစ်တာအဲ့ဒါကျွန်တော်ရက်လို့မရတော့ရ
ရက်လို့မရဘူးဆိုတော့သူကတစ်ဖက်တည်းဒီဘက်6တော့ကအပြုတ်ရက်ခွင့်ရက်လို့မရတဲ့အနေအထားကိုရောက်သွားတယ်အဲ့တော့ကျွန်တော်ညာဘက်တစ်ဖက်တည်းကိုအားပြုလို့ရတယ်ကျွန်တော်စဉ်းစားကြည့်လေကျွန်တော်တာမွန်ရက်နေအမောသစ္စာတာမွန်ရက်နေသစ္စာခွေကိုပြန်သစ္စာခွေနေတာမွန်ကိုပြန်နေတိုင်းကားတိုးစီရကျွန်တော်ဟာဘယ်လောက်ဒုက္ခရောက်လဲဆိုတော့စဉ်းစားကြည့်အဲ့တော့ဒီ6တော့ကရက်လို့မရတဲ့ခါကျတော့ကျွန်တော်တို့ကကားပေါ်မှာလည်းမတက်ရပြီးတော့နေရတာဗျာစဉ်းစားကြည့်ပေါ့ရန်ကုန်မှာကားဘယ်လောက်ကြက်တယ်ဆိုတာအဲ့တော့ကျွန်တော်ကအဲ့လိုမျိုးဆိုတော့ကျွန်တော်ဘာလုပ်ရလဲဆိုအဲ့တော့ဖေကူမြကွာလို့ကိုလည်းကိုပတ်စံလည်းရှိတာမဟုတ်ဘူးငွေလည်းဖော်တူတီရှိတဲ့လူတွေမဟုတ်တနေ့လုံးမှတနေ့အားတော့လာကလေးနဲ့လှုပ်တဲ့လူအဲ့တော့ကျွန်တော်တို့ကအဲ့တော့ကျွန်တော်ကဖေကူမယ်ပေါ့ဖေကူမယ်ဆိုတော့ကျွန်တော်ကအဲ့တော့ဂုံတော်9ပါးပေါ့ဂုံတော်9ပါးကိုဒိဋ္ဌံအဲ့တော့ဒိဋ္ဌံဝင်တဲ့နေရာတော့ကျွန်တော်မှတ်မိတယ်ဒိဋ္ဌံ1လလား2လလားလဲကျွန်တော်မသိဘူးအဲ့တော့ဒိဋ္ဌံဝင်လိုက်တယ်ဒိဋ္ဌံဝင်လိုက်တာတော့အင်္ဂါနေ့10နာရီခွဲနဲ့12နာရီတွင်ကျွန်တော်စပြီးတော့ဝင်တာပဲဒိဋ္ဌံဝင်လိုက်တယ်ဒိဋ္ဌံဝင်တယ်ကျွန်တော်ဒိဋ္ဌံတို့ပြောရရင်ပေါ့ဒိဋ္ဌံအောင်တဲ့နေ့ပေါ့အောင်တဲ့နေ့ညရဲ့အဖြစ်အပျက်လေးကိုလည်းပြောပြအောင်အောင်တဲ့နေ့ညမှာကျွန်တော်ဗျာစဉ်းစားကြည့်ဗျာပေ40ပေ60အပေါ်ဓာတ်မှာကျွန်တော်တယောက်တည်းနေတယ်အောက်ထပ်ကလည်းလူမရှိကျွန်တော်တယောက်တည်းဒီပေ40ပေ60ကြီးကိုနှစ်ထပ်အာစီတာကြီးကိုကျွန်တော်နှစ်ထပ်ကျွန်တော်တယောက်တည်းကိုအိတ်တယ်ကျွန်တော်နေပေါင်းမြောင်များဆိုတာအိတ်လာတာဘာကြောက်လန့်မှမရှိဘူးဘာမှလည်းကျွန်တော်မဖြစ်ဘူးဒါပေမဲ့အဲ့ဒီနေ့ကျွန်တော်ဒိဋ္ဌံအောင်မဲ့နေ့ကျမှကျွန်တော်ဘေးကရေတန်ဘူးလေးလဲတဲ့အတန်ကျွန်တော်တို့မိုးချိုးပြစ်တာနဲ့အတူတူပဲဟိုတခါတည်းနဲ့ဟိုကျန်တဲ့မွေးမြင့်နေထားပြီးတော့ချွေးပေါက်တီးတီးတွေကြပြီးတော့စပင်မွေးတွေကမှုေးထောင်သွားတာပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားတာကျွန်တော်တော်တော်လေးကိုကြောက်သွားတာကျွန်တော်ကိုတတိရှိအောင်မိတာဘယ်ဟုတ်မှလဲကျွန်တော်တော်တော်ကြောက်တဲ့လူအဲ့မှာဒါကြောက်သွားတာလန့်သွားအဲ့ကျွန်တော်ဂုံတော်9ပါးပရိစိတ်နေတာကနေတန်ဖို့တွေကိုရောက်သွားတယ်ဘယ်တော့အောင်ဖို့ကောင်းလဲဂုံတော်9ပါးပရိစိတ်တာနဲ့တန်ဖို့တွေရောက်သွားတယ်ဒါနောက်ဆုံးစင်အောင်မဲနေ့မှာဒိဋ္ဌံအောင်မဲနေ့မှာကျွန်တော်ကိုယ်ကားဖြစ်နေတန်ဖို့တွေကြောက်ပြီးတော့ကြည်ကြက်တွေဖြစ်ကုန်တာဒါကြောင့်မို့သူကဟိုကိုယ်စိတ်ကိုမနိုင်မဲနဲ့ဒုတင်ဘာတော့တင်ပါတော့တင်ញိုင်ကုန်းတွေတွားပြီးတော့အဋ္ဌံဝင်နာတို့ဘာတို့ညာတို့ယူပါမှာဟုတ်လောက်တယ်ယူတယ်ဆိုတာယူနိုင်တာပေါ့ကျွန်တော်ကိုနေကြအင်းကိုနှစ်ပေါင်းမြောင်များဆိုတာနေနေတဲ့အိမ်ထဲမှာဒီလိုလေးဖြစ်လိုက်တယ်ဟာကျွန်တော်မှာတခါသွားတာပဲလန့်လို့တခါတည်းကြောက်ဘလို့ကြောက်တာမှမသိကြောက်တာမှတော်တော်လေးကိုကြောက်တာအဲ့ကလေးကစပြီးတော့ကျွန်တော်လည်းဒိဋ္ဌံဆိုတာမရှိတော့ပါဘူးကျွန်တော်ရဲ့ဒိဋ္ဌံကအဲ့မှာပဲရက်တန်သွားတာပါအဲ့မှာကျွန်တော်ဒိဋ္ဌံကိုကျွန်တော်အောင်မြင်သွားတယ်ပေါ့နော်အဲ့ဒီဒိဋ္ဌံလေးအောင်မြင်သွားတယ်ဆိုတာလည်းကျွန်တော်12နာရီဟို10နာရီခွဲနဲ့12နာရီတွင်ပြီးစေရမယ်ကျွန်တော်ရဲ့ဒိဋ္ဌံကဂုံတော်9ပါးအနေတန်ဖို့တွေရောက်သွားတော့ကျွန်တော်ဂုံတော်9ပါးလည်းဘယ်နှပတ်ပြီးတော့မှမသိတဲ့အတွက်ကျွန်တော်က9ပတ်ဒိဋ္ဌံဝင်တော့ဘူးဗျဘယ်နှပတ်ပြီးမှမသိတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့အစအနေအဲ့ဒီအောင်ဒိဋ္ဌံအောင်တဲ့နေ့ကို9ပတ်ပြန်ပြီးတော့တစ်ကနေပြန်စရတာပေါ့ဗျာတခါတည်းနဲ့9ပတ်ပြည့်အောင်တခါအစအနေပြန်ပြီးတော့ပတိတပတ်ဆိုတော့ပြန်စစ်ရတာပေါ့အဲ့တော့ကျွန်တော်ဘလောက်ရောက်သွားလဲဆိုရင်2နာရီ3နာရီကျော်လောက်ရောက်သွားတာပေါ့အဲ့ကျမှကျွန်တော်အိတ်လိုက်တယ်အဲ့မှာကျွန်တော်ကဒိဋ္ဌံအောင်သွားတယ်ပေါ့ဗျာ